မကျိုးဆိုပါရဲ့အိုးလာလိုက်တာကြည့်ပါဦးဒီဖက်လေးအချာလေးတွေ့တွေ့ဒီတော့အမြင်ပြမောအမ်ဘာရောက်ပါရန်အခုကမော်ဘီကျော်လာပါပြီဖန်ရောက်ရင်တွေ့ကြမယ်ဟုတ်မနက်စာဆိုင်တွေ့ပါကောင်းပါတော့ကျမညမှာပဲဖြစ်ပါတယ်39မိုင်မှာရှိတဲ့ရွှေပလင်မှာမနက်စာဝင်စားပါကျမနေရတူလေးဟောစားနေပါခေရအောင်ချောလာမကေဒရိုင်ဘာအတက်ပြောင်းပါလားကြာလို့ရှိရင်ဒီနီကိုရောက်ပါတော့မယ်ဟိုမှာအမရကျမတို့ရဲ့ခီးစင်ကိုစတင်ပြီဖြစ်ပါတယ်နော်ဒီမှာပါဘယ်နီနောက်ဝါကြောင်တိုက်ဆိုင်ဟိုမှာပြီပြင်းကြီးကိုဝင်လာပေါ့နော်ဒီဘက်လေးနဲ့ဘယ်ကံလဲဒီဘက်ကိုသွားနေရလားပြင်းကြီးဝါတပုံလေးရဟိုနာလောက်ဆောင်ရအောင်ဟိုနာအေးဒါရေပူစမ်းပေါ့နော်နည်းနည်းတော့ပူနေသလိုပဲသူကနေသူနေဘူးလို့ပူနေရလားတော့ကျွန်မလည်းမသိဘူးအဲကျွန်မတို့ဘယင်းကြီးကူပေါ့နော်ဘယင်းကြီးကူလာတာပါဒီနေရာလေးမှာတရားဝင်တက်မလို့ပါလေဟဲ့ဒီအမှန်တော့မြင်တယ်မောတော့မြင်တယ်ဟဲ့နည်းနည်းမတယ်နော်နိုင်ပဲတဲ့နိုင်ပဲဟဲ့တဲ့နိုင်ပဲဟဲ့တဲ့နိုင်ပဲဟဲ့တဲ့နိုင်ပဲတဲ့နိုင်ပဲဟဲ့တဲ့နိုင်ပဲဟဲ့တဲ့နိုင်ပဲWe see the cave. King Ronald Cave. Mystery War Adventure ကြာနေရဟဲ့ကျင်းလေးဒါဆုံးသွားရှင်နဲ့တကယ်ချင်းတော့မရှိတော့အေးချမ်းရနေအောင်နေချင်းဒီနေရာလာနေရမှာလို့တကယ်ချင်းဒီအဆုံးဆုံးရောက်လာတဲ့ခါမှာကျမနည်းနည်းတော့ afraid ဖြစ်သွားတယ်ဝါလေဟုတ်ပါဘူးစကဲ because နည်းနည်းကြောက်ဖို့ကောင်းပါဆိုတကူလုံး V ပဲရှိတိုးပဲရှိ Can you hear the best song? Oh,
ကိုပါအဲ့ဒါလင်းတို့အတန်နေပဲဟောဒီမှာ lightning ကောင်းနေအားလုံးပဲဒါဘီနီကိုမလေးမလာကြည့်အောင်ဆုံးနေအာကို plan ညီမလေး9ရက်6လ17 Today is 2025 if you got married they're gonna have a baby many babies ဘီနီကိုရဲ့ကူအဆုံးမှာရှိတဲ့ဖျားဖြစ်ပါတယ် Can you see the sparkle over there yeah မြင် that's why it's called Saint မဒီပြမယ် I show you တဘာဝ Saint sparkle ဖြစ်ဟုတ်တယ်ဟုတ်ကဲ့တောင်းဝါနေကြည့်ရင်တွေ့ရတယ်မြင်ကွင်းမှာပြန်စင်းတော့မှာပါစင်းဝါဆိုတော့အောင်ရမယ်ဝါလိုမျိုးဟိုဖန်မြောက်ခင်တထုံအထွက်မှာရှိရနော်အဲ့လိုဆိုတော့တထုံနဲ့ဖန်နဲ့ကြားထဲမှာရှိရအဲ့လိုဆိုတော့ဖန်ကိုမသွားဖန်ကိုမြောက်သိခင်မှာဝင်လိုက်တယ်ဝင်ပြီးတော့လောက်လိုက်တယ်ဗောနော်မလို့လို့ရှင်ဟိုတရားကိုဖြတ်ပြီးလို့ရှိရင်ဒီဘက်ကိုပြန်လာကြတော့တကူတကိုင်းနေတယ်ဆိုတော့အခုတော့ရိုက်ပြီရောက်ပြီဖန်တော့ရောက်ရှိမကျိုးဆိုပါရဲ့ဟိုလာလိုက်တယ်ကြည့်ပါdo it ဟိုလှလိုက်တယ် Exit the roundabout. ဝေးလေပြောတာဟဲ့နော်ဝေးလေပြောလို့ဝေးလေစကားများတာ ပေါ်မှာပါစကားပြန်တော့ရဲ့ hotel ကရင်ပဲဒီရောက်ပါပြီCheers. So I can make you coffee back. There is this our luggage. Tomorrow account on here. Basin ဟုတ်တာ basin မဟုတ် basin ကျမတို့ဖျောက်ကအခန်းကိုကြည့်ပြီးဆိုတော့ဟိုဘက်ကအကူကြီးနဲ့အမိုင်းနဲ့အခန်းကိုသွားပြီးတော့တစ်ချက်ကြည့်ကြမယ်ပေါ့နော်တော်ရလာချောက်လား wifi ပတ်စောက်ကပဲနားပါလား ဘယ်လိုလဲ အခန်းကိုလိုက်ပြပါအောင်လိုက်ပြလာမလို့မဒါကတော့ကျမရဲ့လူပြိုကြီးနဲ့အပြိုကြီးနဲ့နေတဲ့အခန်းပေါ့နော်ဒီလိုပါဒါသူတို့ရဲ့အခန်းမှာ
လူလေးရှိပါတယ်ပတင်းမောက်လေးဖွင့်ပြလိုက်ပါအောင် ငယ်လေးကအဲ့ဘက်မှာ ဟုတ်တယ်လေ အဲ့ဒါမတွေ့လိုက်ကြ ဟောမနေ့ကမှလည်း မတွေ့ရကြ ပြီတို့လေ အေး အဲ့ဒါမိုက်တယ်မကြီးဒီလိုကြီးတွေ့လားအဲ့ဒါ ဖြူမိုက်တယ်နော် ဟိုဟာကွာပြည်လာဟိုဒီမှာဘယ်နေရာပဲနေနေသူကတောင်းပဲပြူရတော့ရမှာပဲအပေါ်ဝါးတဲ့နေ ဟုတ်တယ်ဟုတ်တယ်ဘလူနေနေလှပါတယ်ဘေးခန့်နေနေလှတယ် တယောက်ကလည်းကြည့်ရ ဟုတ်တယ်ဒီမှာလေးဆွဲကပင်တောင်း သမင်းကျော် တောင်းရန်သမင်းကျော် ဒါပရှုသမင်းကျော် ပရှုသမင်းကျော်ဒါသမင်းပေါင်း လုံးပလိန် ပစုံပလိန်သမင်းပေါင်း သမင်းပေါင်း ကမနဲ့ကျမတို့ဆွဲကပင်တောင်ပြူလေးပေါ့နော်အမလေးဘလို့ပလက်နဲ့ရေကူးကန်ဆင်မလို့အင်ကြီးလဲပြီးပြီပေါ့နော်ဟုတ်မှာဒါတော့ကျမပါကျမတို့ရေသွားကူးမလို့ပါကျမတို့ရေသွားကူးမှာပါလို့တင်းတင်းအာတာလာဟိုတယ်ကအရင်ကြိုက်တာပဲဒီဟိုတယ်နော်ဦးလည်းကိုကြီးနဲ့မိုင်ဟိုင်မင်္ဂလာပါရေလာဆော့and it you look funny Look at this. Me, 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 me. Me, me. သွားတိုင်းနဲ့အိတ်တော့ဒီနေ့ကပေးယူတစ်ခုပဲလည်းကြရပါတော့ပြီးတော့ဟိုတယ်မှာပဲနားလာဟာရယ်ရေကူးရယ်ပြီးတော့အနှိုက်ခံတယ်အခုတော့အိတ်ပါတော့မယ်နောက်နေ့မှလည်းကြည့်ရအောင်စပါမယ်